ကင်းပြည်နယ်ကိုလေကြောင်းကနေတိုက်ခတ်လို့ကလေးငယ်သူပါဝင်ရသားချုပ်ဦးတည်ဆုံးတဲ့တင်ကိုတင်ပြပြီးတော့ပါမယ်။တကြံအကြမ်းနေဖြစ်တဲ့ဧပြီလ15ရက်နေ့မှာစစ်ကောင်စီဘက်ကကင်းပြည်နယ်ကော့ကရိတ်မြို့နယ်ကမ်းနီစံပြကြေးရွာကိုလေကြောင်းနဲ့ပုံကျဲတိုက်ခတ်ခဲ့လို့ရသား6ဦးတည်ဆုံးခဲ့ပြီးလူ19ဦးထပ်မံတန်ရာရရှိသွားခဲ့တယ်လို့မွန်ပြည်နယ်တည်ရင်းမြစ်ကဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းရှိဝဲနဲ့ဧပြီလ15ရက်နေ့နေ့လယ်12နာရီချိန်မှာချက်ဖေတာတိုက်လေရင်နဲ့လာရပုံကျဲသွားခဲ့တာလို့တည်ရင်းမြစ်ကဆိုပါတယ်။တိုက်လေရင်ဟာရွာဦးကျောင်းပေါ်ကိုပေါင်900ဘုံတွေနဲ့3လုံးထပ်မံကျဲသွားခဲ့တာကြောင့်အသက်2နှစ်ကျော်ကလေးငယ်တဦးအပါအဝင်အရသာ6ဦးသေဆုံးခဲ့ရပြီးတာမဏေ10ပါးနဲ့ပြည်သူ9ဦးထိခိုက်ဒဏ်ရာရသွားခဲ့ကြတယ်လို့လည်းသိရပါတယ်။ကမ်းနီစံပြကြေးရွာဟာမွန်တိုင်းရင်းသားများအများစုနေထိုင်တဲ့ရွာလည်းဖြစ်ပါတယ်။ရွာထဲမှာလည်းဘယ်လက်နဲ့ကင်အဖွဲ့ကမှမရှိဘူးလို့သိရပါတယ်။အဲ့ဒီနေ့မှာဖြစ်ပေါ်တဲ့တိုက်ပွဲဖြစ်တဲ့နေရာနဲ့ကမ်းနီစံပြကြေးရွာဟာမိုင်ပေါင်း9မိုင်ကနေ10မိုင်အထိဝေးကွာတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီဘက်ကကမ်းနီစံပြကြေးရွာအတွင်းကိုကျဲဝတာနဲ့ပုံကျဲလို့အရသာတည်ဆုံးမှုအများဆုံးကကလေးငယ်တွေဖြစ်ကြပါတယ်။အသက်2နှစ်အရွယ်ကလေးတဦး2နှစ်ကျော်အရွယ်ကလေးတဦးအသက်9နှစ်အရွယ်ကလေးတဦးအသက်15နှစ်အရွယ်တဦးအသက်34နှစ်86နှစ်နဲ့တက်ကြီးပိုင်းအမျိုးသမီးပါဝင်အရသာ6ဦးတည်ဆုံးခဲ့ရပါတယ်။လေကြောင်းကနေတိုက်ခိုက်မှုကြောင့်မဟာဝိဟာရရွာဦးဖုန်ကြီးကျောင်းလူနေအိမ်များနဲ့ကားတွေလည်းပေါင်900ဘုံထိမှန်ခဲ့လို့ပြိုကျပျက်စီးခဲ့ရကြောင်းမွန်ပြည်နယ်တည်ရင်းမြစ်ကပျက်စီးမှုရုပ်သံများနဲ့တကွဖော်ပြထားပါတယ်။ဒီကနေ့ဧပြီလ16ရက်နေ့စောပိုင်းမှာလည်းစစ်ကောင်စီဘက်ကကော့ကလိတ်မြို့နယ်လေးတန်ရွာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။တိုက်ခိုက်မှုအတွင်းနေအများပြားပျက်စီးခဲ့ရပြီးလူထိခိုက်မှုရှိမရှိဆိုတာကိုစုံစမ်းနေဆဲဖြစ်ပါတယ်ခင်ဗျာ။